မေဒီနေ့ဈေးရပြန်ပါပြီရှင်။ဟိုင်ဝဲခဲ့လဲဆိုတော့ဒီမှာကျကော်ဖီတို့လက်ဆက်ဆက်ဝဲခဲ့ပါတယ်။ကြော်စားကြလို့ကော်ဖီကပုံမှန်ဆိုရင်တော့အရင်ကြိုက်တဲ့ထဲမှာမပါဘူးရှင်။ဒါပေမဲ့ကျမရင်းနဲ့ဆိုရင်အရင်ကောင်းတယ်ပေါ့နော်။မကြိုက်တာပဲစားလို့တယ်အခုနောက်ပိုင်းတော့ဆိုတော့ကော်ဖီဝယ်လာပါတယ်။ကိုအားနည်းနည်းပြက်နေရလို့ခံစားနေရလို့အမဲယူဝယ်လာပါတယ်ရှင်။မကြည့်တမ်းပြမနော်။ဒီအမေရောက9000ဘူးပဲရှိပါလေအာအယူနဲ့အသားလေးတော့နည်းနည်းတော့ပါလာတယ်အာကြိုတောက်မလို့အားရှိအောင်လေနော်ပြပြမယ်နော်ဒါဝယ်လာရဲပြီးတမယာတီးလေးဝယ်လာပါတယ်ဒီမှာရောပြီးတော့ဟိုကြတယ်လေဟိုကတမယာတီးရဒီအမေပြုတ်တဲ့သူနှစ်ပြီးတောက်ရင်ကောင်းမလားဆိုပြီးဝယ်ခဲ့ကြတာပါရှင်ပြီးတော့ကစော်တီးရငပြီးရင်လည်းတိုးထားမှာပါကစော်တီးပြပြမယ်နော်ပြီးရင်ဒီမှာဇပလင်တစ်ချောင်းမှဝယ်လာပါတယ်တစ်ချောင်းမှဝယ်လာတာပါပြုတ်တဲ့ထဲကိုထည့်မလို့ပါနော်ပြပြပါမယ်ဒီဇပလင်က300ပဲရှိပါတယ်အမေယူက9000ဘူးပဲရှိပါတယ်ဆိုတော့ဒီဟာလေးကကစော်တီးကလက်လက်ချက်ချက်လေးငပြီးရင်လည်းတိုးထားမယ်ဆိုပြီးတော့ဒါလေးက900ပါကော်ဖီတီတစ်ထုပ်လုံးမှနော်2500ပဲရှိပါတယ်ဒါ900ပါဆိုတော့ကော်ဖီက2500တမယာတီးက900 3000စစော်တီးက900 3500အမေယူက9000ပဲရှိပါတယ်3500နဲ့9000နဲ့ဆို8500ဒါလေးက300ပဲရှိတယ်8800ဘူးနဲ့တဲ့အိမ်စားလို့ရပါတယ်ကော်ဖီကဆိုရင်တစ်ထုပ်လုံးမှ2500မှာတစ်ထုပ်လုံးမကုန်လေနော်နည်းနည်းကြောစားလို့ရမယ်တုတ်စားရင်လည်းကောင်းတယ်။နှခင်တွေဟစ်တဲ့ဖွဲ့စီစဉ်ကအနီးပြီးတော့စစ်ပြေကြပါစေရှင်။မာလေးတွေရှင်မာလေးတွေအတွက်စစ်ပြေအောင်တင်ပေးလိုက်ရတယ်